ဟေရှာယအနာဂတိကျမ်းမှာဖတ်ရှုခြင်းကြည့်ရှုလော့မိုးကောင်းကင်တင်တဲ့မြေကြီးတစ်ကိုငါဖန်ဆင်းမည်အရင်မိုးကောင်းကင်နဲ့မြေကြီးကိုမအောင်မေရနှလုံးမမှတ်မိရငါဖန်ဆင်းလက်တန့်သောအရာကြောင့်သင်တို့သည်အစဉ်အမြဲဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်ယေရုရှလင်မြို့ကိုဝမ်းမြောက်စရာကြောင့်မြို့သားတို့ကိုရှင်လန်းစရာကြောင့်ဖြစ်စေခြင်းကငါဖန်ဆင်း၏ငါသည်လည်းယေရုရှလင်မြို့ကြောင့်ဝမ်းမြောက်မည်ငါ၏လူတို့ကြောင့်ရှင်လန်းမည်ထိုမြို့၌ငိုကြွေးသံနှင့်အော်ဟစ်သံကိုနောက်တစ်ပံမကြားရထိုမြို့၌အသက်ငယ်သောသူငယ်မရှိရအသက်မပြည့်စုံသောလူကိုလည်းမရှိရအသက်တရားရှိလျက်တည်သောသူကိုသူငယ်၍မရ၏အပြည့်ရှိသောသူသည်အသက်တရားရှိလျက်တည်လျင်ကျင့်ခြင်းကိုခံရသောသူ၍မရ၏အိုသူတို့သည်ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်ကိုယ်စိုက်သောစပျစ်ဥယျာဉ်သည်ကိုစားကြလိမ့်မည်ဖျားသခင်နှုတ်ကပတ်တော်၏သည်